One, two, three, four. 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 3D ထိုးသားဝါသနာရှင်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျနော်တကယ်ကိုနော်အရှုံးတွေများနေတယ်အလိမ်ညာတွေကြီးပဲထိနေတယ်နော်လူမှုတိုင်းဝိုင်းမှာငွေကြေးအခက်အခဲတွေကြောင့်နော်အရှုံးတွေများနေပါတယ်ရင်ဆိုင်နေရပါတယ်ဆိုတဲ့မိတ်ဆွေများရှိရင် 3D ထိုးသားဝါသနာရှင်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျနော်တကယ်ကိုနော်အရှုံးတွေများနေတယ်အလိမ်ညာတွေကြီးပဲထိနေတယ်နော်လူမှုတိုင်းဝိုင်းမှာငွေကြေးအခက်အခဲတွေကြောင့်နော်အရှုံးတွေများနေပါတယ်ရင်ဆိုင်နေရပါတယ်ဆိုတဲ့မိတ်ဆွေများရှိရင် 3D ထိုးသားဝါသနာရှင်မိတ်ဆွေများအားလုံးပဲမင်္ဂလာ
ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကွယ်လွန်ပြီအဆိုပါသတင်းကိုမြင်တွေ့ရခြင်းမိတ်ဆွေရဲ့ရင်ထဲမှာဖြစ်ပေါ်လာတဲ့ခံစားချက်ကိုကောမန်နယ်မှာအရင်ဦးဆုံးရေးသွားခဲ့ပါလို့တောင်းဆိုပါရစေမြန်မာနိုင်ငံရဲ့အထင်ရှားတဲ့စစ်ကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကတော့ယနေ့ကွယ်လွန်သွားပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကတော့မြန်မာတပ်မတော်ရဲ့အရာရှိတဦးဖြစ်နေနှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့ပြီးတော့နိုင်ငံတော်ရဲ့လုံခြုံရေးနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာအရေးပါသောကဏ္ဍတွေကနေပါဝင်ခဲ့သူလည်းဖြစ်ပါတယ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကတော့စီရင်တဲ့နိုင်ငံရေးနယ်ပယ်တွေမှာထင်ရှားတဲ့ပုဂ္ဂိုလ်တူဖြစ်ပြီးတော့သူ့ရဲ့ကွယ်လွန်မှုကမြန်မာနိုင်ငံအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ရပ်ဖြစ်တယ်လို့လည်းဆိုနိုင်ပါတယ်သူ့ရဲ့ခြေစွတော်ကိုချစ်မြတ်နိုးသူပြည်သူများတမတော်သားများနဲ့မိသားစုဝင်များအတွက်လည်းဝမ်းနည်းဖွယ်အသင်းတစ်ရပ်ဖြစ်ပါတယ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့ကွယ်လွန်မှုနဲ့ပတ်သက်ပြီးတော့သူ့ရဲ့အထုပ်ပရိစွမ်းဆောင်ချက်များနဲ့နိုင်ငံတော်အတွက်သူပေးဆက်ခဲ့တဲ့ကျေးဇူးတွေကိုပြည်သူများအမှတ်ရနေကြမယ်လို့ Hello အားလုံးပဲမင်္ဂလာပါမတွေ့ရဒီတစ်လားလုံးပဲပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ကဘာပြောချင်တာလဲဆိုတော့ကျွန်တော်ဒီတစ်လားလုံးကအလုပ်တွေရှုပ်နေတာပေါ့နော်အကြားထဲမှာကျွန်တော်ကဒီတစ်လားလုံးပေါ်မှာကျွန်တော်ထား ရှိခွင့်တောင်းတဖို့မှာငိုနေရသူကမလိမ္မာဟာ 我们那边都可以找回来。然后谁不他们带？然后谁会比呀？ သူလည်းအဲ့လိုဒီမှာကိုကလည်းခေါ်တာလို့မမရသူကလည်းချိန်လို့မမရတာသူလိမ္မာတော့တပြန်ခေါ်လို့ရတာ 我说话嘛了， ချိုးပါဘူး 为了叫。 ပန်းတော့ဟိုဘက်ကမိုးပါလို့ အသက်တွေကြီးလာတဲ့အခါကိုငယ်ငယ်တုန်းကရွှေထီးဆောင်းခဲ့ရတာတွေကိုတန်းတာပြီးတော့လွမ်းဆော့တတိယစိတ်ဆင်းရဲနေမဲ့အစားအခုလက်ရှိနေမပူဖို့ထလက်ဆောင်းဆောင်းခမောက်အိုးအိုးလက်တွေ တကြံတွင်မှာအလှူဒန်းလုပ်ချင်တဲ့ချစ်မိတ်ဆွေများနေဒီမှာဝေးမှာကိုမလို့လာတဲ့ချစ်ဒီမှာလွယ်မှာကိုမလို့လာတဲ့နေဒီမှာဝေးမှာကိုမလို့လာတဲ့အတူတူနေပြီလားအချိုးတွေကြောင်းနေတယ်နော်ရိုးသားပြီမလား ရှင်ပြအားလုံးမင်္ဂလာပါနော်ဒီဟင်းကောင်းလို့နော်ခင်းတော့ဖိုင်ရတယ်ကျွန်တော်ခင်းစားပြပါလို့ငပိနဲ့စားပြပါလို့ဒီလိုစား ပြည့်လွယ်သဘောရဲ့လောကဝဲပြောလို့မဆုံးဝဲသင်္ခါရတော့မတတ်လို့မတည်မြဲ မနက်ဖြန် 3D တကောကောင်းတင်ပေးမယ်ပေါက်ကျင်တယ်ဆိုရင်ပေါင်းလည်းနဲ့တယ်
တာပဲရောက်သွားလို့လေအဲ့ငယ်နေလောက်တဲ့ချိန်မှာဟမ် ကဲနည်းနည်းပါ သမီးကမောင်လေးတပြေးခေါ်တာလား အဲ့ဒီချိန်မှာတောင်းခေါ်တာတမျိုးထွက်သွားတယ်မပြောဘူးလေဟုတ်တောင်းဝယ်ဆွေရအမနီလို့ပြောတာတောင်းဟောင်းမတောင်းအော် မဟုတ်လေမမလည်းစိတ်ပူလို့တာရှာလို့မတွေ့လို့လေငုံနေတော့ရဲမဒါလားအိမ်ထဲဝင်မလားငုံနေတော့လာတာပဲရောက်သွားလို့လေအဲ့ငယ်နေလောက်တဲ့ချိန်မှာဟမ် ကဲနည်းနည်းပါ သမီးကမောင်လေးတပြေးခေါ်တာလား အဲ့ဒီချိန်မှာတောင်းခေါ်တာတမျိုးထွက်သွားတယ်မပြောဘူးလေဟုတ်တောင်းဝယ်ဆွေရအမနီလို့ပြောတာတောင်းဟောင်းမတောင်းအော် မဟုတ်လေမမလည်းစိတ်ပူလို့တာရှာလို့မတွေ့လို့လေငုံနေတော့ရဲ ຫນွေမြားထုတ်ထားတဲ့ကျေဝါလေးတွေ့လားအဲ့ဒီຫນွေအဲ့ဒီမျက်နှာပြောင်းတဲ့နေရာမှာဆော့ထားတဲ့နေရာမှာကျေဝါလေးရှိတယ်အဲ့ဒါ လောကမှာစိတ်ဆင်းရဲစရာတွေအမျိုးမျိုးရှိကြတယ်အဲ့ဒီစိတ်ဆင်းရဲစရာတွေကမြင်ရကြားရထိရသိရကနေပြီးတော့ကိုယ့်ရဲ့စိတ်မှာနှလုံးသွင်းမှားပြီးဖြစ်လာကြတာဖြစ်တယ်အဲ့ဒီနှလုံးသွင်းမှားပြီးဖြစ်လာတဲ့စိတ်ဆင်းရဲစိတ်ဒုက္ခတွေကိုမှန်ကန်တဲ့နှလုံးသွင်းမှုနဲ့ပဲဖြေပြောင်းရမှာဖြေပြောင်းနိုင်မှာ